Pata kabaji de lula pita dinga kanata lema sacha walaji ne da shinkoro am timshabwa ကျွန်တော်တို့ align motion ကိုယ်တည်း edit စရာမလိုပဲ align motion link သုံးလို့ရတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီကြောင်းကိုကျွန်တော်တို့တည်တဲ့သူတွေလည်းရှိသလိုမတည်တဲ့သူတွေလည်းရှိပါတယ်ဆရာကြီးတော့မဟုတ်ပါဘူးမိုက်စုတို့အတွက်အကျိုးရှိရဆိုရင်ဗီဒီယိုကိုဆွန့်တွေ့ကြည့်ဖို့တောက်ဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel က video editing နဲ့ phone software ဘက်တွေကိုအပတ်စဉ်တင်ပြနေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်သေးရင် subscribe လုပ်တော့ဖို့တောက်ဆိုချင်ပါတယ် okay အဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်အရင်ဆုံး align motion link ဖို့အတွက်ကျွန်တော်တို့တက်တော့ထည့်ရင်ဝင်လိုက်ပါတက်တော့ရောက်တဲ့ကျွန်တော်တို့ဒီမှာစာရိုက်တဲ့နေရာမှာကျွန်တော်တို့ align motion link ဆိုပြီးရိုက်ချလိုက်ပါကျွန်တော်ရိုက်ထားတဲ့ပုံစံမျိုးကျွန်တော်တို့ဒီမှာ align motion link ယူရတဲ့အခါကျွန်တော်တို့ကို teaching တဲ့သရှင်ရဲ့အမြင်ကိုကျွန်တော်တို့ရိုက်ချလိုက်ပါကျွန်တော်တို့ဒီမှာ align motion link gfet ဆိုပြီးရေးထားပါ gfet သရှင်ဆိုပြီးရေးထားပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအခု okay အခုကျွန်တော်တို့နှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ align motion လောက်ထားတဲ့သူတွေအများကြီးကြာလာပါတယ် align motion link လောက်ထားတဲ့သူတွေအများကြီးကြာလာပါတယ်အဲ့ဒါကျွန်တော်တို့ဒီမှာအခု trend friend နေတဲ့ gfet သရှင်ကိုကျွန်တော်တို့လောက်ပြပါမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာဒီသရှင်ကိုဒီသရှင်ကကျွန်တော်တို့ link ဖို့တဲ့ကျွန်တော်တို့ဒီမှာ comment ထဲဝင်လိုက်ပါ comment ထဲမှာကျွန်တော်တို့ဒီမှာ link ပေးထားရရှိသလို link မပေးထားရရှိပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ comment ထဲ like ချလိုက်ပါဒီမှာကျွန်တော်တို့ဒီမှာ like link ပေးထားရရှိပါတယ်ကျွန်တော်တို့အဲ့ link ပေးထားတဲ့ဟာကိုကျွန်တော်တို့ link ကိုယူရပါမယ် link ကိုယူဖို့တဲ့ကျွန်တော်တို့ဒီမှာဒီ link ကိုကျွန်တော်တို့ဒီမှာလက်နဲ့ခဏလေးနှိပ်ထားပါနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာစာကလေးပေါ်လာပါတယ် copy ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပြင်ကိုထွက်လို့မရသေးပါဘူးကျွန်တော်တို့ဒီကို link ကိုယူပြီးတဲ့ကျွန်တော်တို့ဒီမှာဒီ video ကိုကျွန်တော်တို့ထောက်ထားရပါမယ်ဘာပါလဲဆိုတော့ဒီမှာ assign ထည့်ရကျွန်တော်တို့ assign ကလိုပါတယ်အဲ့ဒါကျွန်တော်တို့ဒီမှာမြားကလေးရှိတယ်အမြားကလေးကိုနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ download ဆိုပြီးရှိရဲအဲ့ဒါကို download ကိုနှိပ်လိုက်ပါ okay အဲ့ဆိုကျွန်တော်တို့ရပါပြီရလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပြင်ထွက်လိုက်ပါအပြင်ထွက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ align motion link ကိုသွားလို့မရသေးပါဘူးကျွန်တော်တို့ Chrome browser ကိုသွားပါမယ် Chrome browser မှာကျွန်တော်တို့ဒီမှာစာရိုက်တဲ့နေရာမှာကျွန်တော်တို့ခုနကကျွန်တော်တို့ TikTok က copy လာတဲ့ဟာကို link ကိုကျွန်တော်တို့ပယ်ချလိုက်ပါပယ်ချလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တို့ဒီမှာကျွန်တော်ဖျက်မှနည်းနည်းရှိတယ်ကျွန်တော်ကဒီမှာကျွန်တော်ပြထားတဲ့အတိုင်းကျွန်တော် HTTPS share ဟာကိုကျွန်တော်တို့အဆက်ကလေးဟာတွေအကုန်လုံးဖျက်လိုက်ပါ HTTPS share ဟာကိုကျွန်တော်တို့အကုန်လုံးဖျက်လိုက်ပါဖျက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ keyboard ကကျွန်တော်မြားလေးကိုနှိပ်လိုက်ပါခဏလောက်ဆောင်းလိုက်ပါကြားလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပေါ်နားလေးကကျွန်တော် download ပုံစံမျိုးနဲ့ကျွန်တော်မြားကလေးရှိရဲအဲ့ဒါကိုထည့်လိုက်ပါ okay အဲ့ဆိုကျွန်တော်တို့ဒီမှာကျွန်တော်မလုပ်ပြပါမယ်ဒီမှာ download anyway ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါကျွန်တော်တို့ download လုပ်နေတာပဲဖြစ်ပါတယ်အဲ့ဒီ link ကို okay ဒီမှာ download again ဆိုပြီးရှိရဲအဲ့ဒါကို download again ကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတော့ okay ကျွန်တော်တို့ဒီမှာ open ဆိုပြီးကြားလာပါပြီအဲ့ဆိုကျွန်တော်တို့အပြင်ကိုထွက်လာလို့ရပါပြီရလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ align motion link ကိုတောက်လို့ရပါပြီအဲ့ဆိုကျွန်တော်တို့ align motion F ထဲဝင်လိုက်ပါဒီ type ကျွန်တော်တို့ဒီ type ပေါ်လာပါမယ်ဒီ type ပေါ်လာလို့ပြီးရင်ကျွန်တော်တို့ဒီမှာဒီဖက်ဒေါင်းနာလေးကကျွန်တော် template ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါကျွန်တော်လည်းပြထားနေရကိုထည့်လိုက်ပါထည့်လို့ပြီးရင်ကျွန်တော်တို့ဒီ type ပေါ်လာပါမယ်ဒီ type ပေါ်လာလို့ပြီးရင်ကျွန်တော်တို့ဒီမှာအပေါ်ကကျွန်တော်တို့ upload ဆိုပြီးရှိရဲ upload ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့ link လာတဲ့ဟာကကျွန်တော်တို့အပေါ်ဆုံးမှာပဲရှိတယ်အလယ်မှာလည်းမရှိဘူးအောက်မှာလည်းမရှိဘူးကျွန်တော်တို့အပေါ်ဆုံးမှာပဲရှိတယ်ကျွန်တော်တို့အဲ့ဆိုကျွန်တော်တို့ကဒီမှာ gfet သမုဒ္ဒရာနဲ့ຫນွေဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါအဲ့ link ပါ link ကိုထည့်လို့ပြီးရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုး design ကြရပါမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာကို teaching တဲ့ပုံကိုကျွန်တော်တို့ထည့်လို့ရပါပြီကျွန်တော်တို့ဒီမှာအောက်ကဟာကိုနှိပ်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာကို teaching တဲ့ပုံကိုကျွန်တော်တို့ထည့်လို့ရပါပြီအဲ့ဆိုကျွန်တော်တို့ဒီမှာတဲ့ပုံရွေးထားတာရှိပါတယ်ကျွန်တော်ကဒီပုံကိုထည့်လိုက်ပါမယ် okay ပြီးလို့ပြီးရင်ကျွန်တော်တို့နောက်တစ်ပုံထည့်ရပါမယ် okay ဒီမှာတစ်ပုံပါ okay အဲ့ဆိုကျွန်တော်တို့ဒီဘက် down နားလေးမှာကျွန်တော်တို့ဒီမှာပုံကိုကျွန်တော်တို့ကြီးလို့ရသေးလို့လည်းရတယ်ကိုကြိုက်တဲ့ပုံစံမျိုးထားလို့ရပါတယ် okay ကျွန်တော်ကတော့ဒီမှာလောက်ပြတာဖြစ်တဲ့အတွက်ဒီ design လေးထားပြပါမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာပေါ်နားလေးကကျွန်တော်တို့ next ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီလိုမျိုး okay ဆိုပြီးပေါ်လာမယ်ကျွန်တော် okay ကိုနှိပ်လိုက်ပါ okay နှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာကျွန်တော်တစ်ခေါက်ထည့်ပြပါမယ်ဒီမှာပုံကပေါ်လာတဲ့အတိုင်းပဲကျွန်တော်ကတော့ဒီမှာ assign မပေါ်လာဘူးကျွန်တော်တို့ဒီမှာ assign ကိုကျွန်တော်တို့ဒီမှာခုနကဆေးထားတဲ့ download လုပ်ထားတဲ့ကျွန်တော်တို့ assign file ကိုကျွန်တော်တို့ထည့်ရပါမယ်အဲ့ဆိုကျွန်တော်တို့ assign file ကိုထည့်ဖို့တဲ့ကျွန်တော်တို့ဒီမှာအောက်နားလေး down နားလေးကကျွန်တော်တို့အပေါက်လက္ခဏာလေးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ depth ပုံ design ပုံစံမျိုးနဲ့ medium ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာခုနကဆွေး
download လုပ်လိုက်တဲ့ကျွန်တော်တို့ဗီဒီယိုကိုကျွန်တော်တို့ထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာကျွန်တော်တစ်ခုထည့်ပြပါမယ် Okay ကျွန်တော်တို့ဒီမှာအဆိုင်ရတော့ရပြီဒါပေမဲ့ကျွန်တော်တို့ဒီမှာခုနကတက်တော့ကဆွလိုက်တဲ့ဗီဒီယိုပုံပဲမြင်နေရတယ်ကျွန်တော်ထည့်ထားတဲ့ပုံကိုမမြင်ရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအစားကိုဆွလိုက်ပြီးကျွန်တော်ရှိရင်ကျွန်တော်တို့ဒီမှာခုနကထည့်ထားတဲ့ဗီဒီယို file ကိုကျွန်တော်တို့ black screen နဲ့ထောက်လိုက်ပါထောက်လို့ပြီးတဲ့ကျွန်တော်တို့ဒီဘက် down လေးမှာ set ကလေး30ဆိုတာရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအောက်ဆုံးမရောက်ခင်ကျွန်တော်တို့ etc audience ဆိုပြီးရှိတယ် etc audience ဆိုပြီးရှိတယ်ကျွန်တော်လက်ထပ်ထားနေရပါအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ assign file ကကျွန်တော်တို့အပေါ်ကတစ်ခုရတော့ပါပြီရလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာခုနကထည့်ထားတဲ့ video file ကိုကျွန်တော်တို့လက်ကနေထောက်ပြီးတော့အပေါ်ဆုံးကအမိုက်ပုံးလေးဆိုတာရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတဲ့ကျွန်တော်တစ်ခေါက်ထည့်ပြပါမယ်ဒီမှာရပါပြီကျွန်တော်ထည့်ထားတဲ့ပုံစံမျိုးရပါပြီကျွန်တော်ကတော့ဒီမှာအစံကို music copyright ထိမှကြောက်လို့ကျွန်တော်တို့မလုပ်ပြတာပဲဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာကျွန်တော်အဆုံးထိဆွဲလိုက်ပါမယ်အဆုံးထိဆွဲလိုက်ပါမယ်ဆုံးထိဆွဲလိုက်ပြီးတဲ့ကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တစ်ခုပြပါမယ်ဒီနေရာမှာကကျွန်တော်တို့အဆုံးဆွဲလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးအတိုင်းပေါ်လာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီတန်းကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ဒီမှာအဆိုင်ဖိုင်ကိုကျွန်တော်တို့လက်ကနေနဲ့ထောက်လိုက်ပါထောက်လို့ပြီးတဲ့ကျွန်တော်တို့ဒီလိုမျိုးသုံးခုကြလာပါလိမ့်မယ်ကျွန်တော်တို့အလျားဆိုတော့ချင်းကျွန်တော်တို့အလေကိုဖြတ်တာပါဒီအရှေ့ဟာဆိုလို့ရှိရင်အရှေ့ကမကြိုက်တဲ့ဟာကိုဖြတ်တာပါကျွန်တော်တို့ဒီမှာနောက်ကဟာမကြိုက်တဲ့အတွက်နောက်ကဟာကိုကျွန်တော်တို့ဖြတ်လိုက်ပါမယ်အဲဆိုကျွန်တော်တို့ဒီမှာဒီဟာကိုနည်းနည်းဒီဘာကိုနည်းနည်းဒီမှာလက်ကနေရွှေ့လိုက်ပါနည်းနည်းရွှေ့လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်က down လေးမှာကျွန်တော်တို့မြားပုံစံနဲ့ရှိတယ်အဲ့ဒါကိုကျွန်တော်တို့နှိုက်လိုက်ပါနှိုက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ export ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါကျွန်တော်တို့ဒီမှာ down နေပါပြီကျွန်တော်တို့ဒီရာခိုင်နှုန်းကကျွန်တော်တို့ဒီမှာတရားဖြစ်တဲ့အထိစောင့်လိုက်ပါကျွန်တော်တို့ကဒီမှာသရှင်အားရှည်တလောက်ကြာပါတယ်ကျွန်တော်တိုးရင်တိုးတလောက်ကြာပါတယ်အဲ့ဆိုကျွန်တော်ကဒီမှာစောင့်လိုက်ပါမယ်တရားဖြစ်တဲ့အထိခဏလောက်စောင့်ပေးပါโอเคဆိုကျွန်တော်တို့ဒီမှာတရားပြပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဘက်ကမြားလေးနဲ့ကျွန်တော်တို့ save ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါโอเคထည့်နေလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပြင်ထွက်လိုက်လို့ရပါပြီကျွန်တော်တို့ရမရဆိုတော့ကျွန်တော်လည်းအတူတူ demo file ဒီမှာတစ်ခေါက်တွဲပြီးကြည့်ကြပါမယ်ဒီမှာပါခုနကကျွန်တော်လုပ်ထားတဲ့ဗီဒီယိုကိုကျွန်တော်တို့ဒီမှာကြားလာပါပြီကျွန်တော်တို့ဒီမှာဒီဘက် download လေးမှာကျွန်တော်တို့ဒီမှာအစားဆုံးပါပါကျွန်တော်လည်းတစ်ခေါက်ထည့်ကြည့်ပါမယ်ဒီမှာပါโอเคဒီမှာရပါပြီ message တို့မြင်တဲ့အတိုင်းပါပဲကျွန်တော်တို့အဲ့ဆိုကျွန်တော်တို့ရမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေး subscribe လုပ်ဖို့မဲ့ရခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်